ဖိုးကျော်တို့အုပ်စုကအခုမှတက္ကသိုလ်ကိုစတက်ကြတဲ့ဖက်စီယာတွေပါသူတို့ဘက်ကလူ6ယောက်ပေါင်းလို့တယောက်မှပေါက်မြောက်မရှိပါဘူးအတန်းတက်တဲ့ရက်ဆိုတာလည်းလက်ချိုးရည်လို့ရတဲ့အထိကြောင်းပြကြတယ်ဒါတွေအားလုံးကမမနဲ့မတွေ့ခင်ကဖြစ်ခဲ့တာပါတနေ့ဖိုးကျော်တို့အုပ်စုအတန်းလစ်ပြီးပြစ်ထွက်လာတော့စာအုပ်တွေများကြီးတက်လာတဲ့ချောစုဆိုတဲ့ကောင်မလေးတယောက်နဲ့ဝင်တိုက်မိတယ်ဖိုးကျော်တို့တဲ့3နှစ်ကြီးတဲ့မမချောစုကရန်လာတာကြောင့်ငေးရင်မောရင်းနဲ့စာအုပ်တွေကိုလိုက်ကောက်ပေးကြတယ် sorry ပြောပြီးသူများတွေကသွားရရှိတဲ့လမ်းကိုဆက်သွားကြပေမဲ့ဖိုးကျော်ကတော့ချောစုကိုစာအုပ်တွေကုသပေးပြစေဆိုပြီးတတိယတဲ့အထိစာအုပ်တွေကုသတယ်ချောစုကစတုတ်တာနဲ့ကျောင်းသူဖြစ်ပြီးကန်နာဒါစကားမပြောတတ်တဲ့သူတွေကိုပြန်တင်ပေးတာပါချောစုရဲ့ခန်းထဲမှာကျောင်းသား9ယောက်ပဲရှိပါတယ်အဲ့ဒီလူတွေတဲကနေကမျက်မှန်တဲ့2ယောက်ကချောစုကိုဖိုးကျော်လာကြောင်းနေတယ်လို့သူတို့ကောင်းဆောင်ဗလားကိုသွားပြောတယ်ညလေရောက်ဗလားနဲ့သူ့ဘော်ဒါတွေကဒီကမျက်မှန်ကိုစီတက်ပြီးဖိုးကျော်စီရောက်လာကြတယ်စီနီယာချောစုနာလိုက်ခဲ့နေတာရတန်းကရပ်ဖို့ပြောပြီးပြန်ထွက်သွားတယ်အခန်းပေါ်မှာဖိုးကျော်တငယ်ချင်းမိုးစော်နဲ့ထုတ်စီတိုရင်ဗလားကမိုးစော်ကိုပါတစ်ချက်ချတယ်ဒါကိုပြတဲ့ဖိုးကျော်ဟာအဆောင်ကပထမနှစ်တွေကုန်စုပြီးစီနီယာတွေလောက်တာငင်ခံမနေတဲ့ကြောင်စီယုံရေးစင်မာတော့တယ်အောက်ကကောင်တွေကလည်းဟုတ်တယ်မှတ်တယ်ဆိုပြီးလက်သီးလက်မောင်းတွေတန်းနေကြတယ်နောက်နေ့ရောက်တော့မိုးစော်ကခက်တီတီနဲ့ဗလားစီသွားပါတစ်ချက်ချပြီးထွက်ပြေးတော့ဗလားနဲ့သူ့ဘော်ဒါ3ယောက်လည်းနောက်ကနေမိုးစော်ကိုလိုက်ဖမ်းကြတယ်လမ်းမှာတွေ့တဲ့တန်းတွေကကျောင်းသားတွေကိုပါခေါ်လာခဲ့တယ်မိုးစော်နောက်လိုက်ရင်နဲ့ကွင်းမြေတစ်ခုစီရောက်တော့ရက်သွားတယ်မိုးစော်ရဲ့နောက်မှာတော့ဖိုးကျော်ဦးဆောင်နဲ့ပထမနှစ်ကျောင်းသားအယောက်20လောက်ရှိနေတယ်အဲ့ဒီမှာပဲစီနီယာနဲ့ဂျူနီယာတွေတုပ်ဆွဲပြီးပြန်လည်မိတ်ဆက်ကြတယ်ဗလားတို့အုပ်စုရှုံးပြီးဖိုးကျော်တို့6ယောက်ကပြစ်ပေးခံရတယ်ပြစ်ပေးခံရတဲ့ချိန်တွင်ကျိုးရှိအောင်ချောစုကိုလိုက်ကြောင်ကြတယ်နောက်ကနေလိုက်ငေးတဲ့တုန်းမှာပဲချောစုကမျိုးသားတယောက်မောင်းနဲ့ကားပေါ်တက်သွားတာကိုတွေ့လိုက်ရတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့6ယောက်လုံးကဆုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်သားသားချလိုက်တယ်6ယောက်စုပြီးကားတစ်စီးဝယ်ဖို့အိမ်ကနေငွေတွေလှမ်းတောင်းတယ်6ယောက်ပေါင်းရလာတဲ့ရူပီ9000နဲ့ကားအသစ်ကိုဘလို့မှမရနိုင်မှန်းသိတော့ workshop မှာလိုက်ရှာကြတယ်ဦးတန်လုံးရဲ့ workshop မှာပြင်ဆင်က8000ကျမယ်ဆိုလို့ပိုင်ရှင်ရဲ့ပြန်မျိုးတော့တဲ့ကားတစ်စီးကိုသူတို့ရလိုက်တယ်9000ရင်ပေးပြီး3000ကိုကျွေးမှတ်ခါကားကိုမှလာကြတယ်နောက်နေ့ချောစုတန်းထဲဝင်လာတော့တခန်းလုံးလူပြည့်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီလူတွေကိုခန်းထဲရောက်အောင်ခေါ်လာတဲ့သူတွေကတော့ဖိုးကျော်တို့အုပ်စုတွေပါချောစုစာတင်နေတော့မှပဲသူတို့မှာကားရှိကြောင်ကတ်တိုလေးကြွားခဲ့ကြပါသေးတယ်နောက်နေ့ချောစုအိမ်ပြန်ဖို့ကားဆောက်နေတော့ကားတော့အပိုင်သိမ်းထားတဲ့မိုးစော်ကလိုက်ဖို့ပြစေလို့ပြောတော့ချောစုကလက်ခံတယ်ချောစုလည်းတက်ပြီးရောဖိုးကျော်ကလွဲလို့ကြံတဲ့4ယောက်ပါကားပေါ်တက်လိုက်လာကြတယ်လမ်းတွဲရောက်တော့ကားကပြတ်ပါလေရောဒီအချိန်မှာဖိုးကျော်ကစကူတာလေးစီးပြီးချောစုကိုတင်သွားတယ်ချောစုအိမ်ကိုတီးရပြီးတဲ့နောက်ချောင်းပေါက်မတက်သွားပါတော့တယ်ဖုန်းနံပါတ်တီးသွားတော့လေတစ်စက္ကန့်ကို3000နဲ့မနဲ့စာရီပို့ပြီးဝိုက်တယ်တကြမှာချောစုကသူ့စီလာခဲ့ပါလို့ခေါ်တာကြောင့်ကားယူပြီးပြေးလေသွားတယ်သူနဲ့ချောစုနဲ့2ယောက်သားအိမ်ကဗိုက်ကြီးတဲ့ကောင်မလေးကိုခေါ်ပြီးဆေးရုံကိုပို့ပေးတယ်နောက်ရက်ကျတော့ဖိုးကျော်ကချောစုကိုပြင်ထွက်လေဖို့ချိန်တယ်စကူတာလေးနဲ့2ယောက်သားပြောင်းမှုသွားဖုတ်စားတဲ့ပြင်လက်ဖေးပါတောက်ပြီးပြန်လာကြတယ်နောက်နေ့မှာချောစုတို့မြို့သမီးဆောင်မှာပါတီပွဲကျင်းပတော့ဖိုးကျော်တို့အုပ်စုလည်းအဲ့ဒီကိုခိုးသွားရင်နောက်ဆုံးနေ့ចောင်းသားတွေနဲ့ဆုံပြီးဖိုးကျော်ကိုအမြင်ကတ်လို့ပါရိုက်တာခံလိုက်ရတယ်ဖိုးကျော်လည်းပျော်ပျောက်သွားတာမို့ဘယ်သူနဲ့မှစကားပြောမနေပဲအဆောင်ကိုပြန်လာလိုက်တယ်အဆောင်ကိုရောက်တော့ချောစုစီကဖုံးဝင်လာလို့ကင်လိုက်ပေမဲ့ချောစုကသူနဲ့စကားမပြောပဲတကယ်ချင်းနေနဲ့စကားပြောနေခဲ့တယ်ဖိုးကျော်လည်းဖုံးမချပဲသူတို့ဘာပြောမလဲဆိုတာဆက်နာထောင်နေတယ်ဖိုးကျော်ကိုကြိုက်လို့လားလို့ပြီးတော့ချောစုကကြိုက်ကြောင်းဝင်ခံတယ်ပြီးတော့ခန်းထဲမှာတချင်းပွင့်ပြီးရက်စုတောက်နေကြတယ်ဖိုးကျော်လည်းဖုံးချပြီးအိတ်လိုက်တယ်မနေ့ရောက်တော့ចောင်းသားတွေရုပ်သက်ဖြစ်နေလို့သွားကြည့်တော့ချောစုတို့ဆောင်သားမှာမိန်းကလေးတယောက်မူပြီးပရင်းမောက်ကနေပြုတ်ကျလို့ဆိုတဲ့သတင်းကြားလိုက်ရတယ်ချောစုမဖြစ်ပါစေနဲ့လို့ဆူတောင်းရင်ရှစ်တိုးကြည့်လိုက်တော့တကယ်ပဲချောစုဖြစ်နေတယ်သူဖုံးချပြီးမကြခင်မှာပဲပရင်းမောက်ကနေနောက်ပြန်ပြုတ်ကျခဲ့တာပါမတော်လိုက်ရတဲ့ရီစာလေးချောစုမရှိတဲ့နောက်ဖိုးကျော်တယောက်တော်တော်လေးခက်သားခဲ့ရတယ်ချောစုကြောင့်မကောင်းပြောတဲ့လူတိုင်းနဲ့လည်းရန်ဖြစ်ထိုးကျိတ်တတ်တယ်၃နှစ်ကြာပြီးတဲ့နောက်ဖိုးကျော်တို့အုပ်စုလည်းစတုံးနာနဲ့ရောက်နေကြပါပြီတဲပြူဆိုတဲ့ကောင်မလေးကဖိုးကျော်ကိုကြိတ်ကြွနေတယ်တဲပြူကကျောင်းကြီးရဲ့သမီးပါဖိုးကျော်တို့ခေါကနောက်ဆုံးထိုင်ကုန်ဆိုတဲ့နာမည်နဲ့ကျောင်းရွေးကောက်ပွဲမှာဝင်ပြန်ကြတယ်သူတို့ရဲ့ပြိုင်ဘက်ကတော့ငမင်းတို့ဖွဲ့ဖြစ်ပြီးဖိုးကျော်တို့ကလူကြိုက်များတာကြောင့်ရွေးကောက်ပွဲမှာနိုင်ရသွားတယ်ဒါကိုမကျင်တတ်တဲ့ငမင်းတို့အုပ်စုကဖိုးကျော်ကိုဝိုင်းချကြတယ်ပထမတော့ဖိုးကျော်နိုင်တယ်လို့ရှိပေမဲ့နောက်ဆုံးတော့ဖိုးကျော်ပဲမှောက်သွားတယ်ဆေးရုံတက်တော့လဲအုပ်စုလိုက်ကြီးလူနာခန်းထဲထိလိုက်ပြီးဖဲလိုက်ရိုက်ဂလူကိုခိုးတောက်လိုက်လောက်ကြတယ်တဲပြူကဖိုးကျော်သတင်းကိုကြားတော့ချက်ချင်းပဲအိမ်ကဟင်းနေခိုးပြီးလူနာကိုလာကြွေတယ်အဲ့ဒီအချိန်မှာပဲကျောင်းကြီးရောက်လာလို့တဲပြူဟင်းခိုးလာတာပေါ်သွားပါပြီနောက်ဆုံးမှာတော့ဆောင်းမိုးဝဲပြေရမယ့်ချိန်ကိုရောက်ရှိလာပါပြီဖိုးကျော်တို့တစ်ဖွဲ့လုံးကများတဲ့စာရီဆိုရင်ကွက်လက်ချန်ခင်ကြတယ်ညလေရောက်ရောစာအုပ်တွေကိုခိုးပြီးရက်တော့ရင်ဖြည့်တွေကူးထက်ကြတယ်ရုပ်ဖြတ်ပြီးစာအုပ်တွေကိုနေရာပြထားဖို့လုပ်နေတော့ကျောင်းဆောင်ကိုလှမ်းပြလိုက်တယ်ကျောင်းဆောင်ကသူတို့တွေကိုတွေ့သွားပြီဆိုပြီးမုံမုံနဲ့ကျောင်းဆောင်တော့လိုက်ကြတယ်ကျောင်းဆောင်ကကျောင်းကြီးရဲ့အိမ်ကိုသွားနေတာပါကျောင်းဆောင်လည်းအိမ်ထဲဝင်ရောသူတို့ပါလိုက်ခိုးဝင်ပြီးလူတယောက်ကိုရိုက်ချလိုက်တယ်အဲ့ဒီလူကိုကားဖုံးနဲ့ထည့်ပြီးကားကိုမောင်းထွက်ခါလမ်းဘေးမှာရက်ပြီးညအိတ်လိုက်တယ်မနေ့မိုးလင်းလို့အိတ်ရလဲနိုးရောကျောင်းဆောင်ကစပိန်စီပြီးသူတို့ဘေးကနေဖြတ်သွားတာကိုတွေ့လိုက်တယ်အလက်တကြားနဲ့ကားနောက်ဖုံးဖွင့်ကြည့်တော့ဘယ်သူမှမတွေ့ပါဘူးကျောင်းကြီးအိမ်ကိုပြန်သွားတော့ကျောင်းကြီးပြောက်လို့စွန့်ကြံပွဲလို့ရိုက်နေတယ်သူတို့ညကကားဖုံးထဲကိုထည့်တာတေချာနေတော့ကျောင်းကြီးရဲ့ကားဖုံးကိုဖွင့်ကြည့်ဖို့ပြောတယ်ကားဖုံးကိုလည်းဖွင့်ရောအိပ်ပျော်နေတဲ့ကျောင်းကြီးကိုတွေ့လိုက်ရတယ်တဲပြူကဘိုးကျော်ပြောလို့သာသူ့အဖေကိုတွေ့ရတာဆိုပြီးကျေးဇူးတွေတင်နေပြန်တယ်နောက်ဆုံးဘွဲယူမန်နီကိုရောက်တော့ကျောင်းကြီးကိုရိုက်ပြီးကားထဲထည့်ခဲ့တာသူတို့ပါလို့သွားဝေခံကြတယ်ကျောင်းကခွဲလွှတ်လိုက်တော့ပျော်ပျော်ရွှင်ရွှင်နဲ့ဘွဲယူပြီးဘိုးကျော်တို့ရဲ့တက္ကသိုလ်ဘွားကြီးလည်းပြီးဆုံးသွားခဲ့ပါတယ်သူများတွေကတက္ကသိုလ်ကျောင်းသားဘွားမှာကောင်မလေး2ယောက်နဲ့ဖြတ်တန်းခဲ့ပေမဲ့တချို့ကတော့မူလို့ရှုစရာစော်လေးတစ်ပွေတောင်ရအောင်မချနိုင်ခဲ့ပါဘူးအစောဦးနှိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်